လာရစီလာနေရမယ်လေဘယ်ဟိုရောက်နေရလဲအစီမင်္ဂလာပါမင်္ဂလာပါအစီဂျာဒီဦးကတော့အစီတို့ဘက်မှာပဲနဲ့တူရနော်ဒီတော့ကိုဘက်မှာပဲလေရွတ်တို့ကတော့အစီဝဲထားပြီနော်ဟုတ်တယ်ဘယ်ပုံမလို့အစီကဒါ90နဲ့နှစ်လ140နှစ်အောင်ပြန်ဒီဝက်ရှော့မှာဝက်ရှော့တောင်မှာထိုင်းနေတယ်ဝက်ရှော့စရာစောင့်နေရလားဟုတ်တယ်ဝက်ရှော့စရာပစ္စည်းဒါအတန်းကြိုက်တော့ကျတော့ဒါအင်ဂျင်နဲ့အလဲရိုးပေါ့နော်အင်ဂျင်လဲရိုးဘာတွေပါလဲဆိုတော့တိုက်ဖုံးကနေပြီးတော့ကိမချက်တိုက်ပစ်ဆက်ဟက်ကရိုင်းမတော့စလစ်ပင်တွေပုံတွေကစီကန်အင်ဂျင်ဘက်အခြေကုန်းတော်ကိုအခုမြင်ထားတဲ့အတိုင်းပေါ့နော်ဒါဒီပုံစံတိုင်းကိုဒါဝက်ရှော့ဆိုတော့ကျွန်တော်ဝယ်ယူအားပေးတာပေါ့နော်ကဲယုံကြည်သွားနဲ့ဝယ်ယူအားပေးတဲ့ဝက်ရှော့စရာကိုကျေးဇူးအများကြီးတင်ပါတယ်နော်ဒီဟာဆိုရင်တော့ကျွန်တော်အမတ်ကောင်ကျွန်တော်တစ်လအမတ်ခံပြီးရောင်းပေးတာရေဆူရေမုတ်ကိုကျွန်တော်အမတ်ခံတစ်လပေးပြီးကျွန်တော်ရောင်းပေးတာပေါ့နော်ဒါ CU01 အင်ဂျင်ပေါင်း380 CU01 နှစ်မျိုးလာရိုးရမုံလိုက်ဒါရိုးပေါ့နော်မုံလိုက်ဆိုတော့ကျွန်တော်မုံမောင်းနဲ့လာလိမ့်မယ်နော်ဘိုက်ပူရဲ့ပုံစံမျိုးဟိုတိုက်ပုံကအထူးကြီးနဲ့လာပါဒီကတိုက်ပုံတဲ့လို့ခါပေါ့နော် CU01 စနမိတ်မှာသုံးတဲ့ဟာစနမိတ်မှာသုံးဖို့အတွက်ဒါဇူးရိုးပေါ့နော်ဇူးမုံလိုက်ပဲဖြစ်ဇူးရိုးလို့ကျွန်တော်ခေါ်တယ်အင်ဂျင်ပေါင်း380ရှိတယ်ဒါ CU01 အင်ဂျင်လေးရိုးအောင်မြန်ဒီဝက်ရှော့တော့အခုတော့ကျွန်တော်ပို့ပေးရပါဘောနော်အခုလိုမျိုးစိတ်ချယုံကြည်တော့ဝယ်ယူအားပေးတဲ့ဝက်ရှော့ဆရာကိုလည်းကျေးဇူးတင်လို့ကျေးဇူးအားပေးသွားလို့လည်းကျေးဇူးထူးတင်ပါတယ်နော်အခုလိုပစ္စည်းအတန်မျိုးတွေပေါ့နော်ပစ္စည်းအတန်မျိုးတွေလိုချင်တယ်ဆိုတော့မန်းလေးစောက်မှုမှာရှိတယ်ကိုမြင့်နိုင်နေများဒါမှစိုက်ပါစိတ်တိုင်းကြလာရောက်ပြီးဝယ်ယူအားပေးလို့ရတယ်ဝယ်ရနေပြီးတော့လည်းယုံကြည်သွားတယ်ဖုန်းဆက်ပြီးမာရီဝေးမဲ့ဆက်တယ်လို့ရတယ်ဝယ်ယူအားပေးအားလုံးလည်းကျေးဇူးထူးတင်နော်ပစ္စည်းတွေကျွန်တော်ဆက်ပြပြီးပဲကြည့်လိုက်အောင်အဲ့ဒီဒါဂျပန်ကြနော်အစီဟုတ်ပါတယ်ဟောဂျပန်ကြအမှန်ကန်ပဲဒီလိုဆုံးဖို့ခုပဲချနေရလာရအစီလာနေရမယ်လေဘယ်ဟိုရောက်နေရလဲကိုမြင့်နိုင်နဲ့ညီမြပစ္စည်းလာနေရောင်းတဲ့ကိုကြီးတွေကြည့်လိုက်ဝက်ရှော့ဝယ်ယူအားပေးတဲ့ဝက်ရှော့ကြောင်လည်းကြည့်ရလေပစ္စည်းအတောင့်မှာသူကကြိုက်တော့ကျွန်တော်ပစ္စည်းအတောင့်တရားတော့ပေးထားဟုတ်ပြီလားနော်ဒါစီကျေးဇူးအများကြီးတင်တယ်နော်သိစားဆန်လို့ပြောရင်တင်းအောင်ပစ္စည်းရတကယ်လာရဗျာပြီးဖိတ်လာမယ်လေ